ဟုတ်ကဲ့မင်္ဂလာပါလို့တော့မပြောချင်ဘူးပေါ့နော်ဒီသတင်းကတော့ကြော်စိုးတင်ထားတာပေါ့နော်ဗာတင်ထားလဲဆိုတော့ဒီတိုင်းသားကန်ရဲ့အိမ်ကိုစစ်တပ်ကနေဘုံကျဲတာပေါ့နော်ဟိုမင်္ဂလာဆောင်နေတဲ့အိမ်ပေါ့နော်စစ်တပ်ကနေသွားရေးဘုံကျဲတာကိုကြော်စိုးဦးကနေပြီးတော့သူကဂုံစာပြီးတော့ပြောနေတာပေါ့ဒီကောင်နေမှတ်ထားမင်းတို့လှည့်ကြလို့ဆိုရင်မင်းတို့တွေသူများပြန်ပြီးလှုပ်တဲ့ခါကျရင်မင်းတို့အကြမ်းဖက်လို့မတုံးနဲ့နော်မင်းတို့ဂုံစာပြီးရင်လည်းသူများဂုံစာတဲ့ခါကျရင်ပြုံးလေးနဲ့ခံပေါ့ကွာနော်ဂုံတိတ်မစာနေနဲ့ကြလားအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီနေ့အော်တိုဘာလ24ရက်နေ့ထူးခြားတဲ့သတင်းချိုးကောက်ထုတ်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီကနေ့မနက်9:20အချိန်ခန့်မှာချင်းပြည်နယ်ကမ်ပလက်မြို့နယ်ရဲ့ဒီကမ်ပလက်စေဦးစီးချုပ်ပေါ့ဗျာကမ်ပလက်စေဦးစီးချုပ်ရဲ့နေအိမ်ကိုမင်္ဂလာဆောင်ပေါ့ဗျာမင်္ဂလာဆောင်ကိုတပ်မတော်ကဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်လေကြောင်းနဲ့ဘုံကျဲရှင်းလင်းလိုက်တာပါတိုက်လေ20နဲ့ဘုံကျဲရှင်းလင်းလိုက်တာဖြစ်ပါတယ်ပထမဒီကနေ့မနက်9:10နာရီလောက်မှသူတို့သတင်းတွေတက်လာတယ်လေစစ်ကောင်စီရတယ်သူတို့ရင်းနေကြတိုင်းပါပဲစစ်ကောင်စီရတယ်ကမ်ပလက်မှာရှိတဲ့ဒီပြည်သူတွေနေကိုဘုံကျလိုက်တယ်ပြည်သူတွေတေတယ်ပေါ့ဗျာသူတို့ရင်းနေကြတိုင်းပဲအဲ့လာနဲ့ကျွန်တော်ကလည်းဒီသတင်းကြည့်ရတက်လာတယ်ကျွန်တော်သိလိုက်တယ်ကျွန်တော်လည်းသတင်းပြန်ရေးလိုက်ပါတယ်ဘသူဘယ်နေရာကျဲတယ်ပေါ့ဗျာတီးကြပဲကျွန်တော်ရေးလိုက်ပါတယ်ရေးလိုက်တော့မှဒီအမောင်ဘက်ချမ်းမရှိတဲ့မီဒီယာတွေကသူတို့ဗာပြန်ရေးလာတယ်ဆိုတော့စီဦးစီးချုပ်ရဲ့ကမ်ပလက်စီဦးစီးချုပ်ရဲ့မင်္ဂလာဆောင်တက်ကဘုံကျဲတယ်ပေါ့ဗျာအဲ့လိုဖြစ်လာတယ်ဒီမှာဖိတ်စာလေးပါဒါမင်္ဂလာဆောင်ဖိတ်စာမှန်တယ်နော်ဟိုချင်းဒီကမ်ပလက်စီတီရဲ့ဦးစီးချုပ်ရဲ့မင်္ဂလာဆောင်ဖိတ်စာပါတိကြပါတယ်ကျွန်တော်ဘာသူတို့ရွေးဖိတ်လားမသိပါဘူးဗျာဒီမှာဒါသူတို့ရဲ့ဖိတ်စာလေးကျွန်တော်ကာလာပလင်းထုတ်ထားတာကျွန်တော်ဘာသူတို့ရွေးဖိတ်တယ်ပေါ့ကျေးဇူးတင်ပါတယ်နော်ဖိတ်ပြီးတဲ့အတွက်လည်းဒီကမ်ပလက်စီဦးစီးချုပ်ဖြစ်တဲ့မောင်အောင်လိန်တနည်းအားဖြင့်ဆလိုင်းအောင်လိန်တော့ချင်းဆိုတော့ဆလိုင်းပေါ့ဗျာဆလိုင်းအောင်လိန်သူကဆလိုင်းအောင်လင်းကချင်းပြည်နယ်ကမ်ပလက်မြို့မှာ2ရက်ကွက်မှာနေပါတယ်သူ့ဖေကဦးနီခွီးဖြစ်ပါတယ်အမေနာမည်ကဒေါ်အွန်တာပေါ့ဗျာသူချင်းပြည်တော့ကျွန်တော်ဖတ်တာနည်းနည်းလွဲပါလိမ့်မယ်သူ့ရဲ့သားမောင်အောင်လင်းပေါ့တကယ်သူ့နာမည်ကဆလိုင်းအောင်လင်းကမ်ပလက်ရဲ့စေဦးစီးချုပ်တနည်းအားဖြင့်ကျွန်တော်အေးကိုသစ္စာခံတဲ့အဖွဲ့နောက်တဲ့သူ့ရဲ့ဒီပီဒီယာခေါင်းဆောင်ပဲခေါင်းဆောင်အမျိုးသမီးကဒီအမျိုးသမီးကလည်းပီဒီယာခေါင်းဆောင်လုပ်ပါတယ်ချင်းပြည်နယ်ကမ်ပလက်မြို့မှာ2ရက်ကွက်မှာနေထိုင်တဲ့ဦးမောင်တန်တော့တည်သွားပြီကိုစောက်ကိုမိတ်နဲ့ဒေါ်ခင်စံမြင့်တို့ဤသမီးငယ်မတန်မြူမန်မော်ပြရှင်းပါတော့သူချင်းမိပါတယ်သူရဲ့မင်္ဂလာပွဲတဲ့မင်္ဂလာအခါမှာဆိုကြွားရောက်ချင်းမြင့်ပေးပါရင်နှစ်ဖက်တော်လူကြီးမိဘများနဲ့မင်္ဂလာဇနီးမောင်နှံတို့များခင်မင်းရင်းနှီးစွာဖိတ်ကြားအပ်ပါသည်တဲ့ဖိတ်ကြားပြည့်စုံမင်္ဂလာအခါမှာအစီအစဉ်နဲ့မင်္ဂလာနေ့က24ရက်10လ2025တောက်ကြနေဖြစ်ပါတယ်မင်္ဂလာအချိန်နနက်10နာရီမှနနက်17နာရီဖြစ်ပါတယ်တဲ့မင်္ဂလာနေ့ရမြို့မှာ2ရက်ကွက်10မိုင်ကုန်းကမ်ပလက်မြို့ဖြစ်ပါတယ်တဲ့ဖြစ်ပါတယ်တော့ပထမဗျာတော့ဖိတ်တော့သူကဒီရှေ့မှာဒီအော်တိုဘာလာထဲမှာသူတို့မင်္ဂလာဆောင်မယ်ဒါပေမဲ့ဒိတ်ကိုတော့သူတို့ကဒိတ်ကိုတော့ဟထားတယ်ပေါ့ပြီးမှသူကဒိတ်ကိုတက်တာပေါ့ပြီးရင်သူကမင်္ဂလာနေရာလဲသူတို့ပထမသေချာရွေးချယ်တယ်ပေါ့ဗျာမင်္ဂလာနေရာကိုလဲသူကဒီကွန်ပျူတာဖောင်းနဲ့ရိုက်ထားတာမဟုတ်လက်ရေးမှုနဲ့ပဲရိုက်ထားတာဒါသူတို့ကဒီလုံခြုံဆုံးနေရာကိုသူရွေးလိုက်တယ်ပေါ့ဗျာရွေးပြီးတော့မင်္ဂလာဆောင်ကျင်းပလိုက်တယ်ပေါ့အဲ့ဒီမင်္ဂလာပွဲမှာဘယ်သူတွေတက်လဲဆိုတော့ဒီရခိုင်လက်နက်ကိုင်ပွဲ A ရဲ့ခေါင်းဆောင်ပိုင်းတွေတက်တယ်ပြီးရင်ကျွန်တော်တို့ရောဒေသမှာရှိတဲ့ PDF ခေါင်းဆောင်ပိုင်းတွေတက်တယ်ပြီးရင်ကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့ PDF ခေါင်းဆောင်ပိုင်းတွေတက်တယ်သူတို့ရဲ့တပ်ဖွဲ့ဝင်တွေတက်ကြတယ် PDF မင်္ဂလာဆောင်ပေါ့ဗျာအဲ့မှာကျွန်တော် PDF ခေါင်းဆောင်တွေပြီးရင်ကျွန်တော် A ခေါင်းဆောင်တွေပြီးရင်ကျွန်တော်တို့ဒီ NUG ရဲ့ခေါင်းဆောင်ပိုင်းတွေပါတက်ကြတယ်အဖွဲ့စုံတယ်ဘာကြောင့်လဲဆိုတော့ဒီကမ်ပလက် CD ပေါ့ကမ်ပလက် CD ကတစ္ဆာခံတာကကျွန်တော် NUG နဲ့ A ကိုတစ္ဆာခံတယ်ပြီးရင်သူ့ရဲ့မဟာမိတ်ကရောဒေတာမှာရှိတဲ့ PDF တွေကသူရဲ့မဟာမိတ်တွေပြီးရင်လည်းပဲကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့သူရဲ့မဟာမိတ်ဖွဲ့တွေရှိတယ်ဒီမင်္ဂလာဆောင်မှာသူကမြိုင်ဆိုင်နဲ့သူလာကြတယ်ပေါ့တက်ကြတယ်ပေါ့ဗျာတက်ကြတယ်အဲ့ဒီအချိန်မှာတပ်မတော်က9:20အချိန်ကမှပထမဆုံး fighter တစ်စီးနဲ့ဘုံစကျဲပလိုက်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်နောက်တစ်စီးထပ်ကျဲလိုက်ပါတယ်တော်လေးလစ်သွားပါတယ်တော်ကြီးကိုကျွန်တော်တေသွားပါတယ်အဲ့မှာကျွန်တော်တို့ဒီ PDF တွေပေါ့ PDF တွေအမှတင်ထားတာတဲ့ဒီမှာဒလန်တွေသတင်းမေးတွေရှိနေပြီပေါ့မင်္ဂလာဆောင်ခမ်းမကိုတက်ကြတယ်ပေါ့တက်ကြတဲ့အတွက်ဒါကအရန်ထူးကြတယ်ပေါ့အဲ့မှာလည်းသူကတချို့ကတက်ရေးထားတယ်တဲ့ကျော်စိုးရဲ့ Telegram မှာတဲ့စစ်ကောင်စီအားပေးကျော်စိုးရဲ့ Telegram မှာတဲ့မင်္ဂလာဆောင်ဖိတ်စာပါတင်ထားတယ်သူတို့ဘက်ကလည်းရေးထားတယ်ကျွန်တော်လည်းမင်္ဂလာဆောင်ဖိတ်စာလေးပဲတင်ထားပါတယ်ဒီဖိတ်စာပါတော်တော်လေးတော့တည်သွားပါတယ်ကျွန်တော်သိရသလောက်တော့တော်တော်လေးတည်သွားပါတယ်အဲ့မှာထပ်ပြီးတည်တာက NLD လွတ်တော်အမဟောင်းဦးစံခင်ရဲ့သားခင်မောင်ရင်ဦးဆောင်တဲ့ PDF အဖွဲ့တွေလည်းသေးတယ်အဲ့ဒီခင်မောင်ရင်လည်းသေးတယ်ပြီးရင်ကျွန်တော်အေးခေါင်းကြီးပိုင်းတွေသေးတယ်တော်တော်သေးပါတယ်အဲ့တော့ဒီလေပြစ်ချက်ကတော့တော်တော်လေးထိပါတယ်ဘာပဲဖြစ်ကျွန်တော်တို့တက်မလို့ချစ်တဲ့သူတွေနိုင်ငံတော်ချစ်တဲ့သူတွေနေရာတိုင်းမှာရှိပါတယ်
နေရာတိုင်းမှာနားတွေမျက်စိအားလုံးရှိပါတယ်ကျွန်တော်မော်ဟင်းလို့အောင်ပွဲခံမယ်ဆိုတော့ဒီလိုအောင်ပွဲခံမယ်နေတာဖြစ်သွားပြီတော်တော်လေးလစ်ပါတယ်ဒါကတော့ကျွန်တော်အကြမ်းဖက်အုပ်စုတွေတေးတာပါ